နဲ့မော်လမြိုင်ခီးစဉ်များတွင်မြောင်လိုင်ကပြည်내ဆွေရကတိတ်ခင်းထားတဲ့ရေးရင်တွေလက်ဖက်အချိုပွဲနဲ့စားတောက်တွေကိုလုံးဝမတိုးမထိစားပဲကိုပိုင်ရေဘူးနဲ့စားတောက်တွေကိုထားယူဆောင်စားတော့ကင်းပြည်내ဖန်မြို့နယ်နဲ့မော်ပြည်내မော်လမြိုင်ကိုတော်တဲ့ခီးစဉ်တွေမှာကျန်းဖက်မြောင်လိုင်ကတက်ဆိုင်ရာပြည်내ဆွေရဖွဲ့ကပြင်ဆင်တိတ်ခင်းထားတဲ့ရေးရင်တွေလက်ဖက်အချိုပွဲနဲ့အစားအသောက်တွေကိုလုံးဝမတိုးမထိပဲမစားတော့ဖွယ်နဲ့၎င်းကိုရရရှိပွဲကပြင်ဆင်ပေးတဲ့ကိုပိုင်ရေဘူးပါရေးနဲ့စားတော့တွေကိုသာယူဆောင်စားတော့ကြောင်းဆိုပါခီးစဉ်တွင်မြောင်လိုင်နဲ့တွဲဆောင်ခွင့်ရခဲ့ဌာနဆိုင်သတင်းမြင့်တွေကပြောတယ်ဂျပန်မြောင်လိုင်ကနိုဝင်ဘာလ15ရက်နေ့ကင်းပြည်နယ်ဗန်မြို့နယ်သို့၎င်းနိုဝင်ဘာလ16ရက်နေ့မော်လမြိုင်မြို့သို့၎င်းတွားရောက်ပြီးဌာနဆိုင်ရာတွဲဆောင်ပွဲတွေမြို့တွေကိုကြည့်ရှုစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ကြောင်းထို့သောလှုပ်ဆောင်မှာမြောင်လိုင်ကသက်ဆိုင်ရာပြည်နယ်ဆိုတာဖွဲ့ကတက်ခင်းပေးထားတဲ့တောက်ရည်လက်ဖက်ရည်တွေအချို့ပွဲနဲ့အစားအသောက်တွေကိုလုံးဝမစားတော့တဲ့ပြင်တူထီကျွန်တော်ပြုလုပ်ကြောင်းအချိန်တော်တော်များများမှာထရမြကိုမြောင်လိုင်ကရှောက်ပြောနေခဲ့ပြီးတွဲဆောင်ပွဲမှာအနည်းဆုံးတနားရီကျော်ကြောင်းမယမနာတအုပ်တဲ့ပြောဆိုမှုတွေလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်သူရှိမှရေရင်တွေကမြန်မာမုံနဲ့လက်ဖက်ချိုပွဲတွေချတိုင်းသူတခြားလုံးစကားပြောရဲတနားရီကျော်လောက်ကြတယ်သူရှိမှချတိုင်းပြည်내ဆွေရဖွဲ့ကပြင်ပေးထားတဲ့တောက်ရင်တွေအချိုပွဲတွေကိုမထူမထီဘူးသူကိုရရရှိပွဲကစီစဉ်ပေးတဲ့ရေဘူးကိုပဲတောက်ပါတယ်နေ့လည်စာတွေပါရီစားတော့လဲပြည်내ဆွေရဖွဲ့ကစီစဉ်ပေးတာမစားဘူးသူကိုရရရှိဖွဲ့ကစီစဉ်ပေးတာကိုပဲစားတယ်မြောင်လိုင်ကကင်းပြည်내ဖန်မြို့ခီးစဉ်တွင်လုံခြုံရေးစိတ်မချရမှုနဲ့ခီးစဉ်ပေါက်ကြားမှုကြောင့်စီစဉ်တွေဖြတ်သိမ်းခြင်းနဲ့တက်နယ်တွဲဆောင်ပွဲတွေဖြတ်သိမ်းမှုလှုပ်ဆောင်ခဲ့ကြောင်းသိရတယ်နိုဝင်ဘာလ15ရက်နေ့ဖန်မြို့ခီးစဉ်တွင်ဂျပန်မြောင်လိုင်ကဌာနဆိုင်ရာတွဲဆောင်ပွဲနဲ့လှုပ်ဆောင်ခဲ့ပြီးနောက်လူငယ်စင်တာနဲ့ဇွဲကပင်မိုးလုံးလေးလောင်အားကစားကွင်းတည်ဆောက်မှုကိုတောက်ရောက်စစ်ဆေးခဲ့ကြောင်းမူလစီစဉ်ဖြစ်တဲ့ဖန်တက်နဲ့တွဲဆောင်ပွဲနဲ့တောက်ကလေးစစ်စင်ကိုတောင်းမဲ့အစီအစဉ်တွေကိုဖျက်သိမ်းခဲ့ကြောင်းရင်းနောက်ဖန်မှာညမိတ်တော်ပဲရဟန်းရင်နဲ့မော်လမြိုင်မြို့ကိုထွက်ခွာကရှေ့တောင်တိုင်းစစ်တာနာချုပ်မှာညှိခဲ့ကြောင်းသိရတယ်ဆလပီထရရဲ့ဂါဇာငိမ့်ချမ်းပြန်တဲ့ထူထောင်ရေးဆိုကိုကုလသမဂ္ဂလုံခြုံရေးကောင်စီမဲခွဲတီးပြူဂါဇာကမ်းမြောင်ဒေသနာကငိမ့်ချမ်းပြန်တဲ့ထူထောင်ရေးကိစ္စအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်တင်ပြခဲ့တဲ့အချက်ပေါင်း20ပါဆိုပြချက်ကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကမဲခွဲတီးပြူခဲ့တယ်။ဟာမတ်စ်ပြောက်ကြားအဖွဲ့နဲ့ပါလက်စတိုင်းစုဖွဲ့တို့ဘက်ကအဲဒီဆိုတဲ့ပတ်သက်လို့ကန့်ကွက်ဝေဖန်နိုင်ရှိနေပေမဲ့လည်းနိုဝင်ဘာလ19ရက်မဲခွဲမှုမှာတော့ UNSC မှာကန့်ကွက်မဲမရှိခဲ့ပဲ73နိုင်ငံကထောက်ခံပြီးဆိုထားမြောက်ခဲ့တယ်။ UNSC မြေတဲ့ဖွဲ့ဝင်နိုင်ငံတွေထဲမှာအမေရိကန်ပြည်ထောင်စုနဲ့ပြည်ထောင်စုတို့ကအဆိုကိုထောက်ခံပြီးရုရှားနဲ့တရုတ်ကတော့ကန့်ကွက်တာထောက်ခံတာဘာမှမရှိပဲကြားနေဖို့ဆုံးဖြတ်ခဲ့တယ်။ Hamas Palestine အစရိအဓိကကန့်ကွက်တဲ့အချက်တစ်ခုကတော့ဂါဇာတည်ငြိမ်အေးချမ်းအတွက်နိုင်ငံတကာထိန်းညှိရေးတပ်တစ်ခုကိုဖွဲ့စည်းပြီးဖြန့်ကျက်စေတဲ့ကိစ္စပါ။အဲဒီအချိန်တွေမှာပါလက်စတိုင်းပြည်သူတွေကကိုပိုင်ခွင့်ရေးတွေကိုပိုင်စီမံခန့်ခွဲခွင့်တွေဆုံးရှုံးကုန်ပြီးဂါဇာရေးကိုနိုင်ငံတကာကချဲ့လဲဆုံးဖြတ်ပြီးလက်လွယ်ပြရခြင်းဖြစ်လာမယ်လို့ Hamas ကဝေဖန်တယ်။ ISF ဟာဟာမာပါဝင်ဂါဇာခြေဆိုင်လက်နက်ကိုင်အားစတွေကလက်နက်ဖြုတ်ယူသိမ်းစီရေးဂါဇာမှာဟာမတ်စ်လက်အောက်ခံရဲတပ်ဖွဲ့တွေစာစနစ်တကျလေ့ကျင့်ပေးထားရဲဝန်ထမ်းတွေနဲ့အစားထိုးရေးစတဲ့လုပ်ငန်းတွေကိုပါတာဝန်ယူမှုကြီးမှုရမှာပဲဖြစ်တယ်ပြီးတော့အစ္စရေးအီဂျစ်ဆွေးရည်နဲ့အဓိကချိတ်ဆက်ပြီးအလုပ်လုပ်သွားရမှာကုလသမဂ္ဂဆိုင်အမေရိကန်သမ္မတကြီး Mike Waltz ကတိဖွဲ့စည်းမဲ့ ISF ဂါဇာရဲ့လုံခြုံရေးဆက်လက်နဲ့ဖြတ်သိမ်းရေးတပ်ဖက်ဖွဲ့စည်းရဲ့အခြေခံစောင့်တွေကိုဖြတ်သိမ်းရေးလက်နက်ခဲအနေဖယ်ရှားရေးပါလက်စတိုင်းပြည်သူတွေရဲ့လုံခြုံရေးကဏ္ဍတွေကိုအဓိကကြီးမှုမှာဖြစ်တယ်လို့ UNSC ကပြောကြားခဲ့တယ်။ ထရန့်ရဲ့ဂါဇာငြိမ်းချမ်းရေးအစီအမံပထမဆင့်ဖြင့်အစ္စရေးနဲ့ဟာမတ်တို့ကြားမှာအော်တိုဘာလ10ရက်နေ့ကစလို့ပြည့်တဲ့သဘောတူညီမှုရရှိထားပြီးနှစ်ဖက်ထိန်းသိမ်းထားတဲ့ဇာကန်နဲ့တုံ့ပန်တွေကိုလဲလှယ်ခဲ့ကြတယ်။2023ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာဟာမတ်တွေကနေဆက်ဖြတ်ကျော်ပြီးတော့အစ္စရေးလူနေဧရိယာတွေကိုအလေးငိုက်ဖြတ်ကျော်တိုက်ခိုက်ပြီးလူပေါင်း1200လောက်ကိုတပ်ဖြတ်ခဲ့သလို250တန်းကိုတစားကန်နေဖြစ်ဂါဇာဘက်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။အဲဒီလိုရကြောင့်ပဲဂါဇာစစ်ပွဲကြီးစပြုခဲ့ပြီးအစ္စရေးလွန်ခဲ့တဲ့လက်တုပ်ပြန်မှုတွေအတွင်းရဲသားများပြားအပါအဝင်ပါလက်စတိုင်း9000နီးပါးသေဆုံးခဲ့တယ်။ဆလဘီမော်မြို့နယ်သားစီနဲ့မြေရဲစကန်ကုန်းဝင်ရောက်တိုက်ခိုက်မှုမှာနေရာရရဲလင်းသေဆုံးပြီးပွဲချင်းမိသေဆုံးစကိုင်းတိုင်းမှာမြို့နယ်သားစီရွာရဲစကန်ဝင်ရောက်တိုက်ခိုက်မှုမှာနေရာရရဲလင်းပွဲချင်းမိသေဆုံးခဲ့ကြောင်း Rocket Fighter လာပြင်ကပြောတယ်။နိုဝင်ဘာလ19ရက်နေ့မနက်9:00နာရီကနေ10:00နာရီခန့်ချိန်ထိမိုးရထောင်နီးမီတာ100ခန့်ကွာသားစီရဲစကန်ဒေါ်လိုက်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုမှာစစ်တပ်ထိုးဆက်ကိုလက်တော့ပြန်တိုက်ခိုက်ခြင်းဖြစ်ပြီးတိုက်ပွဲအတွင်းရဲတပ်သားလေးဦးသေဆုံးသွားကြောင်းတော်လန်ရဲဘော်တွေထိခိုက်ပြီးပြန်လည်ဆုတ်ခွာနိုင်ခဲ့တဲ့ရဲလျောက်တည်တဲ့ကျန်တာကိုကျွန်တော်စုံစမ်းစေမောထိုင်ကစစ်ကူလာလို့လက်နက်တွေကောက်ချိန်မရခဲ့ဘူးကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တဲ့စစ်စင်ရေးကို Rocket Fighter နဲ့ချင်းတွင်းနရွေးတော်လိုင်းအရာစုညောင်းခိုင်တိုင်ရင်3ပိုကြီးအဖွဲ့ဒီပန်းရဘူးတလင်းတပ်ပေါင်းစုမျိုးပြပြောက်ကြားတပ်ဖွဲ့နဲ့မြေခံတပ်ဖွဲ့စသည်ဖြင့်ပူးပေါင်းလှုပ်ဆောင်ခဲ့ပါတယ်ဆလဘီကြောက်ဖြူမြို့နယ်ရှိစာတင်ကျောင်းတွေကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကျောင်းသားကျောင်းသူတွေကိုချိန်ပြီးပြောင်းရွှေ့နိုင်ခဲ့သဖြင့်ထိဆုံထိခိုက်မှုမရှိလေကြောင်းရန်သတိပြုကြိုင်းအေကထမှန်သတိပေး
ရခိုင်ပြည်ကျောင်းမြို့နယ်တွင်ရှိစာတင်ကြားကိုစစ်တပ်ကလေကြောင်းတိုင်ခံရကျောင်းသားကျောင်းသူတွေကိုအချိန်မီပြောင်းရွှေ့နိုင်ခဲ့သဖြင့်တင်ဆောင်ထိခိုက်မှုမရှိကြောင်းအေကရမန်နေ့ညပိုင်းသတင်းထုတ်ပြန်တယ်။နိုဝင်ဘာလ18ရက်နေ့မိုးလယ်12:30မိနစ်ချိန်ကျောင်းဖြူမြို့နယ်မင်းရတိုင်းနယ်လိတ်တင်ကြားအတွင်းကိုစစ်တပ်ကလေကြောင်းမှတဆင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းပုံမှန်လိတ်တင်ကြားစာတင်ကျောင်းအတွက်ကြောင်းပေါက်ကွဲခဲ့ကြောင်းရင်းနောက်ဒေကန်ဒရုန်းစီနဲ့အဆိုပါစာတင်ကျောင်းကိုထပ်မံပုံကျဲတိုက်ခိုက်ခဲ့ကြောင်းတို့ရရင်စာတင်ကျောင်းတွင်စာတင်ကြားနေကြတဲ့ကျောင်းသားကျောင်းသူတွေကိုချိန်မီပြောင်းရွှေ့နိုင်ခဲ့ပြီးအသက်သေဆုံးတရားရရှိမှုမရှိခဲ့ကြောင်းစာတင်ကျောင်းဆောင်မှာထိခိုက်ပျက်စီးခဲ့ကြောင်းသိရတယ်။ထို့အတူနိုဝင်ဘာလ18ရက်နေ့ည8:18မိနစ်အချိန်မှာလဲကျောက်ဖြူမြို့နယ်မင်းရတိုင်းနယ်ရှိမင်းရရွာနယ်တန်ချောင်းရွာနီးပတ်ဝန်းကျင်နေရာတွေကိုလေကြောင်းမှပုံကျဲတိုက်ခိုက်တဲ့ပြင်စင်းချောင်းကမ်းခြေမျက်နှာစာမှာနေရာယူထားတဲ့စစ်တင်မော်နစီကလည်းလက်နက်ကျင်းနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလက်တလောထိခိုက်ဒေဆုံးတရားရရှိမှလက်လို့စင်မတိရကြောင်းအေကသတင်းထုတ်ပြန်တယ်။စစ်တပ်ကကြောက်ဖြူမျိုးရှိကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်တာကြောင့်လေကြောင်းရန်ကိုပုံမသတိထားကြောင်းအေကသတိပေးတယ်။ဆက်လက်ပြီးရွေးကောက်ပွဲလုံအင်တာနက်ဆိုင်ကန်တက်မှုတွေဆက်လုပ်ဖို့ကြံ့ခိုင်ပါတီစီစဉ်စစ်ကော်မရှင်ဦးဆောင်ကျင်းပမယ့်ရွေးကောက်ပွဲမှာအတိုက်ခိုင်အားကြီးပါတီမရှိဘဲဝင်ပြမဲ့ပြည်အောင်စုကြံ့ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီ USDP ကအင်တာနက်ဆိုင်အစီအစဉ်တရားကိုနိုဝင်ဘာ15ရက်နေ့မှာထုတ်ပြန်တယ်။စစ်တပ်ကြောင့်တောင်းနောက်ခံပြုထားတဲ့ USDP ပါတီရဲ့ရွေးကောက်ပွဲကြီးညာစာတမ်းပါအင်တာနက်နဲ့ပတ်သက်ပြီးလက်ရှိချိန်တွေကမဖြစ်မနေကောင်းထွေဖို့မဲ့လုပ်ငန်းစဉ်ဖြစ်ပေါ်ပြတယ်။ရွေးကောက်ပွဲကြညာစာတမ်းရသိပ္ပံနဲ့နည်းပညာကဏ္ဍမှာအင်တာနက်လုံခြုံရေးပုဂ္ဂလိကကိုရေးချလက်ကကိုရေးတို့အတွက်လိုအပ်တဲ့ဥပဒေတွေပြဋ္ဌာန်းဆောင်ရွက်တဲ့အချက်ကိုထည့်သွင်းထားတယ်။လာမယ့်နှစ်ကုန်ပိုင်းနဲ့နှစ်ဆန်းပိုင်းတွင်ကျင်းပမယ့်ရွေးကောက်ပွဲမှာ USDP ပါတီကနိုင်ငံတော်ဝန်ကိုယ်စားလှယ်လောင်းများစွာနဲ့ဝင်ပြိုင်ဖြစ်ပြီးငင်းစားစစ်ဗိုလ်ရရှိလည်းအဲ့ဒီပါတီကနေဝင်ရောက်ရွေးခံမှုရှိနေတယ်။မွန်ပြည်လူ့ခွင့်ဖော်ဒေးရှင်း Program Director 9M ကလာမယ့်ရွေးကောက်ပွဲမှာ USDP ပါတီကနိုင်မယ်လို့တွက်ချက်ထားတဲ့အတွက်ဆိုရဖွဲ့နိုင်ပြီဆိုရင်ဆက်သွယ်ရေးဆိုင်ရာနည်းပညာတွေကိုဥပဒေနဲ့ဖိနှိပ်မဲ့သဘောလို့သုံးသပ်တယ်။ဒါအပြင်24နာရီစောင့်ကြည့်ခံမယ့်စနေအောင်မှာခြေရာခံမှုတွေမတရားဖန်ဆီးခံမှုတွေညှဉ်းပန်းနှိပ်စက်မှုတွေတပ်ဖြတ်ခံမှုတွေနဲ့နှိရှေထောင်နဲ့ချမှတ်ခံရသူတွေအထိမြန်မာပြည်သူတွေအတွက်အကျိုးမရှိလို့ရတဲ့လို့မှတ်ချက်ပြုတယ်။လေးလာသူတွေကတော့စစ်တပ်အားကိုနေရတရုတ်နိုင်ငံလိုမျိုးတီးခြားပြဋ္ဌာန်းထားတဲ့ social platform တွေကိုသာသုံးစွဲခွင့်ပြုပြီးအစိုးရကိုဝေဖန်ရေးသားတာတွေထုတ်ဖော်ပြောဆိုရမလို့နိုင် USDP ကတသွေးမသိမ်းနောက်ကနေလိုက်လောက်တာလို့သုံးသပ်ကြတယ်။ကျောင်းသားကောင်းဆောင်ဟာကိုမင်းတေကဆီယနာရှင်စနစ်ကိုတော်လန်ရဲ့မြန်မာပြည်သူတွေကတော့ဘယ်လိုမျိုးမတရားမှုကိုမစိုးဆက်ပြီးတော်လန်နေအောင်မယ်လို့လည်းပြောပါတယ်။မြန်မာနိုင်ငံမှာဆီယနာသိန်းချင်းကစပြီးဒီကနေ့ထိအင်တာနက်ဆိုင်ရာကန့်သက်ထိန်းချုပ်မှုတွေကိုစစ်ကော်မရှင်ကဥပဒေတွေနေရပဒေတွေပြဋ္ဌာန်းပြီးသတင်းမှချဖို့ဖိနှိပ်ပြပမှုတွေစတိုက်လှုပ်ဆောင်လာတယ်။ပြည်တွင်းထိုင်သူတွေဟာလူမှုစီးပွားအပါအဝင်သတင်းစီစဉ်မှုနဲ့သတင်းချက်လက်သိပိုင်ကွင်းတွင် Facebook ကို Virtual Private Network လို့ခေါ်တဲ့ VPN ကတဆင့်ခံပြီးအသုံးပြုနေရ9နှစ်နီးပါးရှိလာနေပြီ။ဒီပေါ်စစ်ကော်မရှင်ကသတင်းချက်လက်တွေကိုလုံခြုံစိတ်ချစွာအသုံးပြုနိုင်ဖို့နဲ့စိုက်ဘာလွဲသုံးလုပ်ပြီးတော့နိုင်ငံတော်အချုပ်အခြာအာဏာနဲ့တည်ငြိမ်မှုကိုကာကွယ်ဖို့အကြောင်းပြကစိုက်ဘာလုံခြုံရေးဥပဒေကိုပြဋ္ဌာန်းပြီးအသက်သွင်းထားတာပါ။ဆက်လက်ပြီးတပ်ဖွဲ့ဝင်9ဦးနဲ့ PDF 6ဦးလက်နက်ခဲများနဲ့တို့အလင်းဝင်လာကြောင်းစစ်ကောင်စီထုတ်ပြန်ငါရခတ်တော်တပ်ဖွဲ့ဝင်မျိုးသား9ဦးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မျိုးသား6ဦးစုစုပေါင်း15ဦးမှလက်နက်ခဲများနဲ့တို့ဥပဒေပေါင်းတွေကိုဝင်ရောက်လာကြောင်းစစ်ကောင်စီကနိုဝင်ဘာလ19ရက်နေ့မှာထုတ်ပြန်တယ်။၎င်းတို့အေယာဝတီတိုင်းပသိမ်မျိုးချိန်ဆိုင်နောက်တောင်တိုင်းစစ်ဌာနချုပ်ခမ်းမမှာယမန်နေ့နိုဝင်ဘာလ19ရက်နေ့ကလက်ခံကြိုးဆိုခြင်းနဲ့ထောက်ပံ့ငွေတွေပေးခြင်းအစီအစဉ်ကိုပြုလုပ်ခဲ့တယ်။မောင်ပြဝိုင်ဖန်နယ်နဲ့လက်ပစ်ပုံတစ်လုံးလွှဲပြောင်းပြီးအနှံခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ပြောဆိုခဲ့တော့လဲခမ်းမစဉ်ရှိမှာတခြားသောလက်နက်အများအပြားခင်းကျင်းပြတာထားတယ်။စစ်ကောင်စီထုတ်ပြန်ချက်မှာတပ်ဖွဲ့ဝင်9ဦးမှမင်းပြကြောက်တော့ပုံနာကျုံတန်တွဲနဲ့ကွာမြို့နယ်တို့မှအလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းပြောဆိုထားပြီးဆိုပါမြို့နယ်မှာလက်ရှိအာရခတ်တော်အေကသိမ့်ပိုက်ထားတဲ့မြို့တွေဖြစ်ပါတယ်။နိုင်ငံတော်နဲ့တပ်မတော်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုယုံကြည်လက်ခံပြီးဥပဒေပေါင်းတွင်ငြိမ်းချမ်းစွာနေထိုင်လိုကြောင်းနဲ့၎င်းတို့ကြောင့်နှိမ့်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တဲ့နိုင်ငံတော်နဲ့ပြည်သူလူထုတွေပြန်လည်ကြိုးပြုလိုခြင်းတို့ကြောင့်လက်နက်ကင်လန်းစဉ်ကိုဆောင်လုပ်ပြီးဥပဒေပေါင်းတွင်ကိုပြန်လည်ဝင်ရောက်လာခြင်းဖြစ်တယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။နောက်ဆက်အားပေးကြတဲ့အတွက်ထူပင်ကျေးဇူးတင်ရှိပါတယ်